အားလုံးပဲမင်္ဂလာပါဒီနေ့တော့ Windows 11မှာပါတဲ့ Microsoft Edge ရဲ့ feature လေးတစ်ခုကိုလေ့လာမှာဖြစ်ပါတယ်ဒါကြောင့်မလို့အရင်ဆုံး Microsoft Edge ကိုဖွင့်လိုက်ပါမယ်ဒါတော့ Microsoft Windows 11မှာပါလာတဲ့ Internet Browser Microsoft Edge ဖြစ်ပါတယ်သူရဲ့ညာဘက်ပေါ်တော့မှာဆိုလို့ရှိရင်ခုလိုမျိုး icon လေးတွေ့ရမှာဖြစ်ပါတယ်ဒါလေးက Copilot ဖြစ်ပါတယ်ဒီ Copilot ထဲမှာဆိုလို့ရှိရင်အခုလက်တလောလူသုံးများနေတဲ့ AI feature တွေကိုဒီထက်မှတွေ့မြင်ရမှာဖြစ်ပါတယ်အပြန်အလှန်စကားပြောလို့ရမယ်ကိုလိုချင်တာတွေကိုသူ့ကိုမေးလို့ခိုင်းလို့ရမှာဖြစ်ပါတယ်ဒီနေရာလေးမှာ message box လေးတစ်ခုရှိနေတယ်ဒီနေရာလေးမှာကျွန်တော်စာလေးတစ်ခုရေးကြည့်ပါမယ်အဲ့တော့ဒီ Microsoft ဆိုတာဘာလဲလို့မေးလိုက်ပါမယ်ဒါဆိုရင်သူဘာဖြေမလဲတစ်ချက်လောက်စောင့်ကြည့်မယ်ဒါဆိုရင် Microsoft အကြောင်းကိုသူက introduce လုပ်တာတွေ့ရမှာပါ Microsoft ဆိုတာဘာလို့လဲသူရှိရနေဘာ feature တွေဘာ product တွေထုတ်ပေးနေလဲဆိုတာကိုဒီနေရာမှာတွေ့ရမှာဖြစ်ပါတယ်အဲ့တော့တခြားအကြောင်းအရာတစ်ခုမေးကြည့်ပါမယ်ဥပမာအောင်လာအန်ဆန်းကိုသိသလားလို့မေးကြည့်ပါမယ်ဒါသူသိနေပါတယ်ဒီမှာဆိုလို့ရှိရင်เนาะဒီမှာBurmese Python ဆိုပြီးတော့ဒီမှာသူက nickname တော့သူပြောထားတာပေါ့နော်ဟုတ်ပြီဒါဆိုနောက်တစ်ခုမေးကြည့်ပါအောင်မယ်Tom and Jerry သိလားလို့မေးကြည့်မယ်ဒါလည်းသူသိပါတယ်เนาะဒီမှာဆိုရင် Tom and Jerry က classic animation television series ဆိုပြီးတော့เนาะဒီမှာသူရဲ့ information တွေသူရဲ့အကြောင်းလေးဒီမှာရေးပြထားတာတွေ့ရမှာပါဒါဆိုရင်ကျွန်တော်နောက်တစ်ခုလောက်သူ့ကိုခိုင်းကြည့်ပါမယ်can you painting လို့ရိုက်ကြည့်ပါ can you painting လို့ရိုက်ကြည့်ပါမယ်အဲ့တော့ तू ကလူတယောက်လိုမျိုးတော့เนาะဒီပြင်မာတော့ဒါပြီး तू မဆွဲနိုင်ဘူးဒါပေမဲ့ तू က digital art တွေတော့ तू ဖန်တီးနိုင်တယ်เนาะဆိုတော့ဒါလေးဒီမှာပြန်ကြည့်ထားပြီးတော့တွေ့ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်နောက်ပုံလေးတစ်ပုံလောက် तू ဆွဲခိုင်းကြည့်ပါမယ်အဲ့တော့ပုံဆွဲခိုင်းတော့သူကဘာပြောလဲဆိုတော့ဒီတိုင်းတော့မဆွဲပေးဘူးပေါ့နော်သူကဒီ sign in လုပ်ဖို့တော့လိုတယ် sign in လုပ်မှပဲဒါကျွန်တော်ပိန်ဆွဲပေးမှာဖြစ်ပါတယ်တဲ့ပြောပါတယ်အဲ့တော့ Microsoft account တစ်ခုတော့လိုမှာပါဒါကြောင့် sign in လုပ်ကြည့်လိုက်မယ်ဒီနေရာမှာ Microsoft account လေးတစ်ခုထည့်လိုက်ပါမယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာပုံဆွဲခိုင်းကြည့်မယ်အဲ့တော့နေထွက်လာတဲ့ပုံနဲ့ရွာလေးတရွာပုံစံလေးဆွဲပြပါလို့ကျွန်တော်ခိုင်းလိုက်ပါတယ်ဒါဆိုရင်နေထွက်လာတဲ့ပုံလေးရဲ့သူတို့ရှယ်ရွာတော့ကျွန်တော်တို့ရှယ်ရွာနဲ့တိတ်တော့မတူဘူးเนาะဒီမှာတော့မြို့နယ်လောက်ဖြစ်နေတာပေါ့နော်ဒီပုံစံလေးသူကမြင်ရပါတယ်ဒီမှာ download လုပ်မယ်ဆိုရင်ဒီမှာ download button လေးပါတယ်ဒါလေးနှိပ်လို့ရတယ်ပေါ့နော်လောလောဆယ်နောက်တစ်ပုံလောက်ထပ်ပြီးဆွဲခိုင်းကြည့်ပါမယ်အဲ့တော့ please paint a baby carry banana branch and running from the forest နော်ဒီတောတွေကနေဒီနက်ငါပြောသည့်ခိုင်းလေးကိုတည်ပြီးတော့ပြေးထွက်လာတဲ့ကလေးလေးတယောက်ရဲ့ပုံကိုဆွဲပြပါလို့ခိုင်းလိုက်ပါတယ်ဒါဆိုလို့ရှိရင်ကလေးလေးပုံဒီမှာသူဆွဲပြီးသွားတာတွေ့ရမှာပါဒါလေးကျွန်တော် download လုပ်ကြည့်လိုက်မယ်ဒါဆိုရင်သူကဒီမှာ download folder ထဲမှာတခါ download လုပ်ပြီးသွားပါပြီဒါလေးနှိပ်ကြည့်လိုက်မယ်ဒါဆိုလို့ရှိရင်เนาะတော်တော်လေး quality ကောင်းပါเนาะသူလှုပ်ထားသွားတာလေးဆွဲထားတာလေးလည်းတော်လေးလှပါတယ်ဒီလိုမျိုးပုံလေးတွေလည်းဒီ
နော်ဒီ Copilot ကနေပြီးတော့သူကဖန်တီးနိုင်တာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကတော့ဒီ Microsoft Edge ရဲ့ Internet Browser မှာပါနေတဲ့ Copilot ကိုဝင်ပြီးတော့စမ်းသပ်အသုံးပြုခဲ့ခြင်းပဲဖြစ်ပါတယ်